ကျွန်တော်မြင့်နှစ်တစ်ကိုဘာကြောင့်သုံးရတာလဲဟုတ်ပါတယ်ကျွန်တော်လက်ရှိကျွန်တော်နေ့စဉ်တိုင်းမှာအမြင်နဲ့ပုံမှန်သုံးနေကြကျွန်တော်မြင့်နှစ်တစ်ဘာကြောင့်သုံးရတာလဲကျွန်တော်ဒီရွေးချက်ကိုတခါလေကြာလို့ရှိကျွန်တော်တတိမထားမိပဲဖြစ်လာတဲ့အခြေအနေတွေကျွန်တော်အများကြီးကြုံရတယ်ဆိုတော့ကျွန်တော်နေ့စဉ်မျက်နှာပေါ်မှာရှိတဲ့ဒီအစီတွေချွေးပေါက်တွေပြီးလို့ရှိရင်ဖုံမုတ်တွေဆန်းခွက်တွေနဲ့ဒီ make up တွေကိုကျွန်တော်နေ့စဉ်တိုင်းမှာလိမ့်မိကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တာမန်ကြီးနဲ့စီးတာမပြောင်းတာဖြစ်တဲ့အတွက်ကျွန်တော်မြင့်နှစ်တစ်ကိုကျွန်တော်သုံးပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြင့်နှစ်တစ်ကိုသုံးရတဲ့အကျိုးကျေးဇူးကဘာများရှိမှာလဲဆိုတော့ဒီမှာချက်လေးချက်တွေကျွန်တော်ပြောပြပေးမယ်ပထမတစ်ချက်ကတော့ကျွန်တော်မျက်နှာပေါ်မှာရှိတဲ့အညစ်အကြေးတွေကိုသူကဖယ်ရှားပေးတယ်နောက်တစ်ခုကကျွန်တော်ချွေးပေါက်ပိတ်တာတွေကိုသူကရှော့ချပေးတယ်ပြီးလို့ရှိရင်တော့ဝက်ချန်ဖြစ်နိုင်ခြင်းရာခိုင်နှုန်းတွေကိုလည်းသူကရှော့ချပေးတယ်နောက်တစ်ခုကတော့ကျွန်တော်ဆန်းခွင်မွိုင်ချစတဲ့စကင်ကဲတွေကိုလုံးတဲ့ခါကြလို့ရှိရင်သူကအလွယ်တကူလိမ့်ရတာထိထိရောက်လိမ့်လို့ရအောင်သူကပြုလုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်မြင့်နှစ်တစ်ကိုသုံးနေဆိုပြီးမြဲကျွန်တော်တခါတလေကြာလို့ရှိရင်ကျွန်တော်မြင့်နှစ်တစ်ကိုအမြဲတမ်းသုံးနေတာကလုံးဝမကောင်းပါဘူးကျွန်တော်မနေ့ကိုတစ်ချိန်ကျွန်တော်ညတစ်ချိန်သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝလုံလောက်သွားပါပြီဆိုတော့မိတ်ဆွေကရောတတိမြင့်နှစ်တစ်ကိုဘယ်တစ်ချိန်တတိမချမိပဲသုံးမိပြီလဲဆိုတာကိုကျွန်တော်ဒီပူကြအောင်လေးမှာကွန်မန့်အောင်မှာကျွန်တော်ဘယ်တစ်ချိန်သုံးမိတယ်ဘယ်ချိန်လေးသုံးမိတယ်ဆိုတာကိုဖြေချပေးဖို့အတွက်အနေငယ်တောင်းဆိုခြင်းနဲ့ဆိုတော့နောက်ပူကြမှာဒီထက်ကောင်းတဲ့စကင်ကဲနဲ့ပတ်သက်ပြီး knowledge တွေကိုသင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒါကြောင့်ကျွန်တော်ရဲ့ account လေးကို like follow လေးနဲ့ like ပြီးတော့ကျွန်တော်အားပေးဖို့ရန်အတွက်အနေငယ်တောင်းဆိုခြင်းနဲ့ဆိုတော့ဒါဒီမကတိပဲနဲ့ဒီနေ့ကျွန်တော်မိတ်ဆက်ပေးကြပစ္စည်းတစ်ခုရှိပါတယ်ဒါမင်းနဲ့တယ်ပဲเนาะဒါဆိုရင်ကျွန်တော်စေးတဲ့လုံးဝတင်းနေဒီကောင်လေးဆိုလို့ရှိရင်ဘယ်သူတက်ကောင်းပါလဲဆိုလို့ရှိရင်ဒီမျက်နှာမှာအနေဆက်ရှိတဲ့သူတွေ skin barrier ပြတ်နေတဲ့သူတွေတော့လုံးဝအဆင်ပြေစီကာပါတယ်ပြီးလို့ရှိရင် one skin သမားတွေတော့လုံးဝအဆင်ပြေဒါပေမဲ့scientific skin သမားတွေကတော့နည်းနည်းတော့တတိထားမယ်စီကာပါတယ်ဆိုပေမဲ့သူ့မှာနည်းနည်းကြီးမွေးပါတာဖြစ်တဲ့အတွက်နည်းနည်းတဲမတဲရာတွေဘာညာစီကောင်းရှိသေးမယ်ဒါပေမဲ့သုံးမယ်ဆိုလို့ရှိရင်တော့သုံးကြည့်လို့ရတယ် try ကြည့်လို့ရတယ်ဘာလို့ဒီကောင်လေးရှိမယ်သူကဘိုးကလည်း packaging တွေကလည်းလုံးဝမိုက်တယ်ပြီးလို့ရှိရင်တော့150 ml တော့ပါတယ်တကယ်လို့ဒါလေးကိုမှားမယ်ဆိုလို့ရှိရင်မှာယူလို့ရပါပြီဆိုတော့ဒီတက်တင်ကပါပြည့်နေဒါမှဒီကောင်လေးကတော့ကျွန်တော် in-store အကန့်အသတ်ရှိပါတယ်ပထမဆုံးဝယ်ယူသူ10ယောက်ကိုကျွန်တော်10% discount နဲ့ချပေးတော့မှာပဲဖြစ်ပါတယ်တကယ်လို့မှာယူခြင်းလဲဆိုလို့ရှိရင်ကျွန်တော် TikTok CP မှာမှာယူလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်